အညောင်းလေးတော့နည်းနည်းလေးရယ်ခုတစ်ပတ်ကိုအိမ်မှာဟိုကျွန်တော်ဟိုတစ်ခေါက်ညှော်လိုက်တဲ့ဟာဖြန်းထားသေးရပါဘောအာဟုတ်ကဲ့အဲ့ဘက်မှာရှိသေးရလားကျွန်တော်ဒီနားနေလာလိုက်တို့ဟိုအများကြီးကက်ဆီယမ်အများကြီးအစားလေးကျွေးမှရတော့မှာပါဒီအနေထားဆိုရင်ကျွန်တော်ဟိုတစ်ခေါက်တစ်နှစ်တုန်းကလှုပ်ဖို့ရလေအဲ့လိုမျိုးဖြစ်တဲ့ဟာကိုလေရှိုးအခေါက်နည်းနည်းလေးပျော့နေတော့အမြစ်ကဆင်းအောင်ဆင်းနေပြီအမြစ်ဒီဆင်းနေမှတ်ထားတယ်ဒီလိုခိုင်းလိုက်ချလိုက်ပြီဟိုဒီမှာဒီပေါ်ပြတ်တော့